ဒီလောက်များတဲ့လူကြီးကိုကိုရီးယားပြည်မှာတွေ့ဖို့တာပထမဦးဆုံးပဲသူတို့တွေဘာတွေ့လာကြရလဲဆိုတော့ပူစံမျိုးရဲ့အကြီးဆုံးဖြစ်တဲ့ဘလူးကိုချွတ်ကျဲကိုကြည့်ပေါ်လာကြတာပါအဲ့တော့ KK လေးဒီနေ့ KK experience လေးကို share လုပ်ပေးသွားမယ်ဘလူးကိုချွတ်ကျဲကိုကန်းကန်းလေးကင်းကြည့်မှလောက်တာပြီးတော့ည9နာရီမှမိဘနေစဖောက်မှမလို့ KK တို့ကအိမ်ကနေ4လကျော်လောက်ထိစထွက်တယ်ပေါ့နော်KK ကတခါမှသွားဖို့ experience မရှိရမှာဆိုအဲ့လိုလူအုံများမှမသိဘူးဒါပေမဲ့အဲ့ဒီအချိန်မှာလူကတော်တော်များနေပြီဒီမိပြန်ပွဲကည9နာရီကနေပြီး10နာရီတိတနာရီလုံးပြမှာအဲ့ဒါကြောင့်မလို့ရှိရသူတွေကဆိုရင်မင်းညကတည်းကလာပြီးနေရာယူထားကြတာပေါ့နော်ဒီလိုရောက်တော့တဲ့အချိန်မှာဆိုရင်နေရာမရတော့ဘူးပေါ့နော်အဲ့ဒါကြောင့်မတက်ရပြီးတော့စောင့်ကြည့်ရတယ်ဒါပေမဲ့မတက်ရပြီးတော့စောင့်ကြည့်ရတာနဲ့တန်အောင်သူတို့ကအရန်လာတယ်ကေတခါမှအဲ့လိုပွဲမျိုးမျိုးလုံးနဲ့မမြင်ဘူးပေါ့နော်ဒါကပထမဆုံးပဲဒီပွဲမှာလူအများများတဲ့အကြောင်းရင်းကဘူစမျိုးကသူတွေပဲလာကြည့်ကြတာမဟုတ်ဘူးပေါ့နော်ဘေးနာကမျိုးတွေကလည်းလာကြည့်ကြတယ်လို့ foreigner တွေပဲ3 million အထိလာကြည့်ကြတယ်ကိုရီးယားမှာရှိတဲ့သူတွေကအခင်းလေးတွေခင်းပြီးတော့မိသားစုတွေကလေးတွေနဲ့တူတူလာကြည့်ရဆိုတော့ခေကရုပ်တည်းအရင်အမျိုးတော်တတိယသွားတယ်လွမ်းလိုက်တာကေကဒီအခိုက်တန်လေးတွေမှာနေမျိုးနေရဆိုတော့ဗီဒီယိုရိုက်ဖို့တတိမရအောင်ပေါ့နော်ဒါပေမဲ့အတူသွားတဲ့အမကအတင်းအမိရရိုက်ပြီးရင်သူ့လည်းကျေးဇူးအများကြီးတင်ရမယ်အလားလုံးကျတော့ဒီလောက်လူမများသေးတော့မသိတာဘူးပေါ့နော်ပြန်တဲ့ချိန်မှာလူအရင်များတော့ဘာလို့လူပြင်းတည်တယ်လဲဆိုတာနားလေသွားတယ်ဒီပြင်းသူရဲ့အတွက်ကားလမ်းတစ်ခုလုံးရှင်းပြထားတာမလို့ကင်းချစ်ဘက်ကထွက်လိုက်တာနဲ့တက်ရှိတော့ခြောက်သွားတယ်ပေါ့နော်။အဲ safe ဖြစ်ဖြစ်နဲ့ပြန်ခဲ့ပါတယ်။ဆိုတော့ကြည့်ပြကြတဲ့ကျေးဇူးတင်ပါတယ်။ Bye bye